ရှယ်ဒူအန်ဘုံရဲ့ကဘာလေးကိုကြိုဆိုပါတယ်ဒီဇလန်ကတော်တော်ချုပ်ထွေးတယ်နော်အမောင်ထုကတိုင်းပြည်တစ်ခုကိုနှစ်ချမ်းခွဲထားတယ်မော်ပညာနဲ့အန်ဒီရတွေကလည်းနေရာတိုင်းမှာကဲဒီဇလန်ရဲ့အရှုပ်ထွေးတွေကိုအတူတူရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ကြည့်လိုက်ကြရအောင်ကဲဇလန်ရဲ့အဓိကပြဿနာကိုတန်းဝင်လိုက်ရအောင်တိုက်ပြည်တစ်ခုလုံးကိုနှစ်ပိုင်းခွဲထားတဲ့တဘာဝလွန်အမာရွတ်ကြီးတစ်ခုအကြောင်းပြောချင်တာပါအဲ့ဒါကတာမန်အတန်းစီတစ်ခုမဟုတ်ဘူးနော်အဲ့ဒီအတားအဆီးကြီးကိုအကြီးလွှာလို့ခေါ်ပါတယ်စဉ်းစားကြည့်လေဖျက်လို့မရတော့တဲ့အမောင်ထူးပင်လေကြီးတစ်ခုပေါ့အထဲမှာဆိုရင်မိစ္ဆာတွေနဲ့ပြည့်နေတယ်ဒီအားကြီးကိုလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကအမောင်ကျန်းဖော်ပြန်တူဆိုတဲ့ဂရိရှာတယောက်ကဖန်တီးခဲ့တာအခုတော့အဲ့ဒါက Rev ကနိုင်ငံရဲ့စစ်တပ်တွေပြည်သူတွေကိုတိချစီခွဲထားတဲ့အကြီးမားဆုံးပြဿနာဖြစ်နေတာပေါ့ဒီလိုကွဲကွာနေတိုင်းပြည်မှာတော့ဘယ်လိုလူတွေကဘယ်လိုအဖွဲ့အစည်းတွေနဲ့နေထိုင်နေကြတယ်လဲဆိုတာကြည့်လိုက်ရအောင် ဘရော့ကမှာအတိတ်ကအဖွဲကြီးနှစ်ဖွဲ့ရှိတယ်ပထမတစ်ခုကပထမတက်မတော်သူကမော်ပညာမရှိတဲ့တာမန်စစ်သားတွေပေါ့ဒုတိယတစ်ခုကတော့ဒုတိယတက်မတော်သူတို့ကိုဂရီရှာလို့ခေါ်တယ်သူတို့ကမော်ပညာသုံးနိုင်တဲ့သူတွေဒါပေမဲ့လူတွေကသူတို့ကိုကြောက်ကြတယ်ဒီကြားထဲမှာပဲအားလုံးကတန်တိုင်းတတို့ကိုယုံကြည်နေကြတယ်အဲ့ဒါကတော့ဒီနေ့မှာနေလေးခေါ်ယူသူတယောက်ပေါ်လာပြီးဒီအရေးလွာကြီးကိုဖျက်ဆီးပြစ်လိုက်မယ်ဆိုတာပဲဒါပြင်ရန်သူတွေကလည်းရှိတယ်လေမြောက်ဘက်မှာ Fraud and တွေတောင်ဘက်မှာ Shuhan တွေနဲ့ဝိုင်းနေတာကဲဒီလိုကဘာကြီးဟဲမှာဆက်လန်ရဲ့အဓိကစာကောင်ညောင်ရှိပါတယ်တယောက်က Alina Starkov သူကမိဘမဲ့မိဘုံဆွဲဆရာမလေးနောက်တယောက်ကတော့သူ့ရဲ့ငယ်သူငယ်ချင်း Malian OSKF သူကပထမတက်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့အရန်တော်တဲ့ခြေအခန္ဓမာပေါ့သူတို့ညို့ရဲ့ခိုင်မာတဲ့တိုင်တော်စင်ကမာလီအေးလွာတွေကိုအန်ဒီကြီးကတာဝန်နဲ့တွားရမယ်ဆိုတဲ့အမိန့်ကြလာတဲ့အချိန်မှာစန်တက်မှုကြီးတစ်ခုနဲ့ရင်ဆိုင်ရတာပဲမားစင်နဲ့ဘလိုမှမခွဲနိုင်တဲ့အလီနာကဘာလုပ်လဲဆိုတော့သူ့တပ်ဖွဲ့ရဲ့မိပုံတွေကိုတမင်တကားဖြတ်စီးဖစ်လိုက်တယ်ဘာလို့လဲဆိုတော့အဲ့လိုလုပ်လိုက်ရင်သူတို့အားလုံးအဲ့ဒီအေးထွာကိုဖြတ်မဲ့တင်ပေါ်ပေါ်အတူတူလိုက်သွားရမယ်ဆိုတာသူသိလို့ပဲဒါကသူ့ဘဝကိုတခါတည်းပြောင်းပြန်လမ်းဖြစ်မဲ့ဆုံးဖြတ်ချက်ဆိုတာအဲ့ဒီလုံးဝသူမသိခဲ့ဘူးပေါ့သူတို့အဲ့ဒီတင်ပေါ်နဲ့အမောင်ထွေတွေဝင်သွားတယ်ပြီးတော့ထင်းတဲ့အတိုင်းပဲကြောက်စရာကောင်းတဲ့ဗာခီယာတွေကဝန်တိုက်ခိုက်သွားတာပဲမားကိုမိစ္ဆာတကောင်ကဆွဲခေါ်သွားတဲ့အချိန်အားလုံးဆုံးရှုံးသွားပြီလို့ထင်ရတဲ့အခိုက်အတန့်မှာပဲအလီနာစီကနေမျက်စိချင်းလောက်အောင်စူးရှားတဲ့အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီးအားလုံးကိုကယ်တင်လိုက်တယ်။အဲ့လိုမယုံနိုင်စရာအလင်းတန်းကြီးပေါ်ထွက်လာတာကိုဘယ်သူမှမသိဘဲတော့မနေဟဲဘူးပေါ့။နေလင်းခေါ်ယူသူဖြစ်နိုင်ချေရှိတဲ့သူလျောက်ပေါ်လာပြီးဆိုတဲ့သတင်းကတော်မီလို့ပြန့်သွားတော့တာပဲ။ရှပ်ကားကခေါင်းဆောင်တွေကသူ့ကိုကယ်တင်ရှင်တဲ့အဖြစ်မြင်နေချိန်ပါပဲ။တခြားတစ်ပတ်မှာတော့သူ့ခေါင်းပေါ်ကိုခရူဂေတတန်းစူကြေးထုတ်လိုက်တယ်။ကဲဒီလောက်ကြီးရဲ့စူကြေးတက်သူ့ကိုဖမ်းဖို့ဘသူတွေကိုငှားလန်းခဲ့လဲဆိုတာကြည့်အောင်အဲ့ဒီတာဝန်ကိုယူလိုက်တာကတော့ကက်တတမျိုးကကြီးကားများလုခါတဲ့ရာဇဝတ်သား3ယောက်အဖွဲ့ပဲအဖွဲ့ခေါင်းဆောင်ကတော့ရာဇဝတ်မှုတွေမှာဦးနောက်ကောင်းလုံးတဲ့ Gasbreaker သူ့နောက်မှာတော့အရေးတစ်ခုလို့လျင်မြန်ဖက်လက်တဲ့သူလျုံမလေး Ineshkava နောက်ဆုံးတစ်ယောက်ကတော့လောင်းကစားဆွဲနေပေမဲ့တိမ်နဲ့ဖြစ်ခတ်မှုမှာတော့ Blyson ရှားဖြစ်တဲ့ Jasper Fahiro ပဲပေါ့သူတို့ရဲ့ mission ကတော့ရှင်းရှင်းလေးပဲပေးမက Alina Starkov ကိုရှာပြီးပြန်ပြီးဆွဲဖို့အဲ့ဒီတော့တရင်ချက်လက်ကိုတင်ပေါ်တိုက်ခိုက်မှုခနဲ့အသက်ရှင်ကြံခဲ့တဲ့တူတဲ့သူစီကစစ်စစ်မြင်မြန်ရမယ်အကြီးမားလိုအတားအဆီးကတော့တင်မင်းတမန်လိုဖိနေတဲ့အရေးလွာကိုဖျက်ကျော်ဖို့လျှို့ဝှက်လန်တခုရှာရမယ်အောင်မြင်စူကျွေးခရူဂေတတန်းရမယ်ဒါနဲ့ပဲသူတို့ဟာ The Conductor လို့လူတီးများတဲ့မောင်ခိုသမားကြီးရောက်ရဲ့အကူအညီနဲ့အချူဒီဇိုင်းလုပ်ထားတဲ့အရထားဆက်ခေါင်းတစ်ခုကိုသုံးပြီးအရေးလွာကိုဖျောက်ဖို့စ조사ခဲ့တယ်လမ်းမှာ Valkyria ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးမှလည်းသူတို့အသက်ရှင်လို့မြောက်ခဲ့ပါတယ်ကြီးကန်းတဲ့အရှိဘက်ကိုခက်ခက်ခရီးနေတဲ့အချိန်မှာပဲအလီနာကတော့အနောက်ဘက်ကလေတဲ့ Palace လို့ခေါ်တဲ့နန်းတော်ငယ်ရှိကိုရောက်သွားခဲ့တယ်အဲ့ဒီမှာဂရိရှာအားလုံးရဲ့ခေါင်းဆောင်အရန်ကိုစွမ်းအားကြီးဘိုးချုပ်ရှိဂရိကန်ကိုရန်ကသူ့ကိုလေ့ကျင့်ပေးမှာပေါ့ဒီလိုနဲ့တူနှစ်ယောက်လမ်းခွဲသွားကြတယ်အလီနာကမာနဲ့ဝေယနန်းတော်မှာချီမြောက်ခံရပြီးပို့ချူကြီးဂရိကန်နဲ့ယဉ်နီးလာတယ်လေ့ကျင့်မှုတွေကတော့အရင်ပြင်းထန်တာပေါ့တစ်ဖက်မှာတော့မာကဒဏ်ရာတွေနဲ့တက်တာလာပြီးအလီနာကိုကူညီနိုင်ဖို့ဆိုတဲ့ယူကြီးချက်နဲ့ဒန်ဒါရီလာတမင်တကောင်ကိုရှာဖို့အနေရများတဲ့တာဝန်တစ်ခုကိုလက်ခံလိုက်တယ်။တုံးတယောက်တယောက်စီစာတွေပို့ကြပေမဲ့ဂျားကနေဂျာဖြစ်ဖြစ်စီခံရတော့တယောက်ကိုတယောက်မေ့သွားပြီးလို့အထင်လွဲနေကြတော့တာပဲ။ဒါပေမဲ့အလီနာထင်ထားလို့မဟုတ်ခဲ့ဘူး။ Little Palace မှာကြောက်စရာကောင်းတဲ့လူဟဲချစ်ကြီးတစ်ခုရှိနေတယ်။အဲ့ဒါကိုအလီနာရဲ့လေ့ကျင့်ဆရာမဘာကာရီယာကဖော်ထုတ်လိုက်တယ်။ဘာကာရီယာပြောတာကကီရီကန်ဟာအရေးဖာကိုဖျက်ဆီးချင်တာမဟုတ်ဘူးတဲ့။ချက်ထွင်ပြီးလက်နက်တစ်ခုအနေနဲ့တုံးချင်တာတဲ့ဟုတ်ပါတယ်အကြီးမားဆုံးလက်ကွက်ကတော့အလီနာယုံကြည်အားကိုးခဲ့တဲ့သူ့ရဲ့ဆရာဂရိရှာရဲ့ခေါင်းဆောင်ဖိုဂျိုဂျီခီရီဂန်ဟာတကယ်တော့လွန်ခဲ့တဲ့ရာစုနှစ်တွေကအေဂလွာကိုဖန်တီးခဲ့တဲ့အမောင်ကျန်းဖောက်ပြန်သူကိုအိုင်ပဲဖြစ်နေခဲ့တာပါအမှန်တရားကိုတီးသွားတော့
အလီနာလည်းတင်လောက်ကြောက်ပြီးနန်းတော်ကနေထွက်ပြေးတော့တာပဲဘာဂရာရဲ့အကူအညီနဲ့ပေါ့သူကထွက်ပြေးနေဂျက်စပါခိုးလာတဲ့ရထားလုံးအစီးတွေဝင်ပုံလိုက်တယ်ဒါပေမဲ့သူ့မတီးလိုက်တာကအဲ့ဒီရထားလုံးကသူ့ကိုဖမ်းဖို့ငိုင်းခါတာရဲ့ကြီးကန်းရအဖိုက်ခပ်ပြီးဖို့သုံးမဲ့အရင်ထိနေခဲ့တဲ့ဆိုအပ်ပါပဲ အခုဆိုရင်ဇလန်တွေကလူတွေအားလုံးရဲ့လမ်းကြောင်းတွေကတနေရာထဲမှာလာစုံကြပြီ။အားလုံးစကြင်ထဲတဲ့နေရာအေးလာထဲမှာပဲနောက်ဆုံးအဆုံးဖြတ်ပေးမယ်ထိတ်တိုက်တွေ့ဆုံမှုကြီးတစ်ခုဖြစ်လာတော့မှာပါ နောက်ဆုံးတော့ကီရီကန်ကအလီနာကိုရှာတွေ့သွားတယ်ပြီးတော့မာလ်အသက်ဆုံးပြီးရှာတွေ့ခဲ့တဲ့ဒန်ဒါရီလာသမင်ကိုတက်လိုက်တယ်ပြီးတော့အဲ့ဒီသမင်ရဲ့ဦးချိုတွေကိုအမောင်မော်ပညာသုံးပြီးအလီနာရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်ပစ်လိုက်တယ်အဲ့လိုလုပ်လိုက်တော့အလီနာရဲ့မယုံနိုင်စရာစွမ်းအားတွေကိုသူအပြည့်အဝထိန်းချုပ်နိုင်သွားတော့တာပဲ အဆုံးသက်တိုက်ပွဲကဒီလိုပါကီရီဂန်ကအလီနာရဲ့ဆွမ်းအားကိုတုံးပြီးအရေးလွာထဲမှာလုံခြုံတဲ့ဥမင်တစ်ခုဖန်တီးပြီးဝင်သွားတယ်သူရဲ့တကယ့်အကြံစီကအရေးလွာကိုချဲ့ထွင်ပြီးသူ့ရန်သူကြီးကိုတိုက်ခိုက်ဖို့လက်နက်အဖြစ်သုံးမလို့အဲ့ဒီအချိန်မှာပဲမာရနန်ကြီးခမ်းမြအဖိုက်ကအလီနာကိုကယ်တင်ဖို့အဲ့ဒီအသင်္ဘောပေါ်ခုန်တက်လာကြတယ်ဒါနဲ့ပဲကီရီဂန်ရဲ့ဂရီရှားတွေကြီးခမ်းမြအဖွဲပြီးတော့မာတို့ကြားမှာတိုက်ပွဲကြီးတစ်ခုဖြစ်ပွားတော့တာပဲ တိုက်ပွဲရထို့ထဲမှာပဲတီးသွားတဲ့ထမင်ရဲ့ဝิญဉ်ကအလီနာစီမှာပေါ်လာပြီးသူ့ကိုအမှန်တရားတစ်ခုပြသသွားတယ်အဲ့ဒါကတော့အစွမ်းထက်တဲ့အာမင်ပေးတဲ့ຢာကရွေးချယ်ဟဲတာကီရီဂင်မဟုတ်ပဲအလီနာကိုယ်တိုင်ဖြစ်တယ်ဆိုတာပါပဲအဲ့ဒီတီတရားနဲ့အတူအလီနာကကီရီဂင်ရဲ့လက်ကိုဓာတ်နဲ့ထိုးပြီးထိန်းချုပ်မှုကိုဖျက်တောက်လိုက်တယ်ပြီးတော့သူ့စွမ်းအားတွေကိုပြန်လည်ရယူလိုက်နိုင်ခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုမားကအလုံးမပေးပဲကီယိုရီဂန်ကိုတင်ဘောပေါ်ကနေတွန်းချလိုက်တယ်အမောင်တို့ထဲကြားတော့တဲ့ကီယိုရီဂန်ကိုသူ့ကိုယ်ပိုင်ဖန်တီးထားတဲ့ Valkyria မိချာတွေကဝိုင်းပြီးတိုက်ခိုက်တော့တာပဲအဲ့ဒီတော့မှတော့တင်ဘောပေါ်ကအသက်ရှင်ကြံရစ်သူတွေအားလုံးအရေးလွာတွေကနေလွတ်မြောက်လာနိုင်ခဲ့တာလေ တိုက်ပွဲပြီးတော့အားလုံးကိုလမ်းခွဲသွားကြတယ်အလီနာနဲ့မာကတော့သူတို့စွမ်းအားတွေကိုလေ့ကျင့်ဖို့ပုံအောင်သွားကြတယ်ကြီးကမ်းမြတ်အဖွဲ့ကတော့တာဝန်မအောင်မြင်ပေမဲ့အသက်ရှင်လျက်ကဲတာတက်မှုပြန်သွားကြတယ်ကီလီဂန်ကိုစကျင်ခဲ့တဲ့ဂီရီရှာဇိုယာကလည်းသူမိသားစုကိုရှောက်ဖို့ထွက်သွားတယ်အားလုံးကတော့အမောင်ကျန်းဖော်ပြန်သူတေးပြီးတော့ပဲယုံကြည်နေကြတာပေါ့ဒါပေမဲ့တကယ်ရောအားလုံးပြီးဆုံးသွားပြီလားကျန်းဖော်ပြန်သူကအသက်ရှင်နေတော့မယ်တူတော်စင်ကထွက်ပြေးပုံရှောင်နေရတယ်ဒီလိုအန်တီတွေဝိုင်းနေတဲ့ကဘာကြီးရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲတကယ်တော့အရေးကလွားရဲ့အမောင်တို့ထဲကနေတန်ရာရီနဲ့အတူခီရီကန်ပြန်ထွက်လာခဲ့ပါတယ်အရင်ကထက်ပိုဒီကြောက်စရာကောင်းတဲ့အရေးမိစားအတတီနဲ့အတူပေါ့ဆိုတော့ဇလန်ကအခုမှတကယ်စတော့မှာပါ